တွေဝင်ကျင်နေဆိုရင်အဓိကကိုယ့်စီကိုဝင်လာတဲ့ငွေတွေကိုဆရာမတူတူလေးပဲပြောလိုက်မယ်ဝင်လာတဲ့တပြိုင်နဲ့ဘလောက်ပဲနင်းနေနော်ဒါလောက်ကလေးပဲဘာလုံးမလဲလို့မတွေးနဲ့เนาะဝင်လာတာနဲ့တပြိုင်နဲ့ဘာလုံးမလဲဆရာမဒါ free class နေနဲ့ပေးလိုက်တာเนาะစောစောလေးရဆရာမ consult တယောက်လောက်ထားတယ်เนาะစောစောလေးရမှလောက်ထားတယ်ဒီနေ့က April လ3ရက်နေ့ဖြစ်တယ်เนาะအဲ့တော့ဝင်လာတာနဲ့တပြိုင်နဲ့အိုးပတ်စံလေးဝင်လာပြီကျေးဇူးတင်လိုက်တာငါအရန်ပြောတာပဲเนาะဒီလိုလေးအကျင့်เนาะမွေးယူပါချစ်ပါเนาะဝင်နိုင်เนาะကျေးဇူးတင်မယ်ပြောမယ်3တိုင်းလည်းပဲကျေးဇူးတင်မယ်ပြောမယ်ဒါဆိုရင်ငွေခက်ခဲမရှိတော့ဘူးဒီတစ်ခုကိုပဲအရင်ကျင့်နော်ဒီမှာပြထားတဲ့ comment လေးဆိုလို့ရှိရင်ချစ်တယ်ဆရာမတဲ့အဲ့တော့ဒီသမီးလေးကိုဆရာမကဘာပြောချင်လဲဆိုတော့ဆရာမကိုချစ်တဲ့အတွက်ဆရာမအထူးကျေးဇူးတင်တယ်ပြောလဲပြောတယ်အဲ့တော့ဆရာမပြောပြီးပြီနော်ကျေးဇူးတင်တယ်ပြောတယ်ဒါဆရာမအကျင့်ကိုဖြစ်နေတာဘာလေးပဲကိုယ်လာပြီးဆရာမကလीကျေးဇူးတင်တယ်ပြောလိုက်တာကျင့်အရင်ကအဲ့လိုမျိုးတွေမရှိဘူးအခုကျင့်ယူတဲ့အခါမှာဟိုဘယ်လိုပြောရမလဲပုံစံခွက်လို့ဖြစ်သွားတာเนาะဘာပဲလာပြီးကြိုက်တဲ့အရာပြီးလဲကျေးဇူးတင်တယ်မကြိုက်တဲ့အရာပြီးလဲကျေးဇူးတင်တယ်အဲ့လိုမျိုးလေးတွေဖြစ်လာတာเนาะအဲ့ဒီကနေပဲဆရာမတို့ရဲ့တနေ့တာအဆင်ပြေမှုလေးတွေကိုရအောင်ယူရတာပါလို့เนาะအဲ့တော့ဟိုဒီနေ့ဆိုလို့ရှိရင်ဆရာမရဲ့လုပ်ငန်းလေးအကြောင်းနည်းနည်းပြောရမယ်ဆိုရင်ဆရာမကဒီဗီဒီယိုလေးကိုရိုက်ခံနေမှာမရိုက်ခင်လေးပေါ့เนาะမရိုက်ခင်လေးမှာဆရာမနဲ့တိုင်ပင်ဆွေးနွေးထားတယ်ဒီနေပြည်တော်ကလုပ်ငန်းအကြီးလုပ်နေတဲ့တမီလေးတယောက်ရှိတယ်သူကဘာလာပြောလဲဆိုတော့သူ3မိနစ်စာလောက်ကလေးသူထပ်ပြီးတော့ consult လုပ်ခြင်းနဲ့ဆရာမရပါတယ်အလိုလေးပြောတယ်ဒါပေမဲ့သူကဖုန်းဆက်လာတဲ့အခါမှာဗီဒီယိုမြိုက်ခင်လေးမှာသူနဲ့ပြောတာကသူကငွေ3တိုင်းကိုကြောက်နေရတယ်เนาะငွေ3တိုင်းကိုကြောက်နေရတယ်အဲ့ဒီရဲ့ခန်းစားချက်ကြီးကိုသူပြောက်ချင်တယ်အဲ့ဒါကြောင့်မလို့သူကငွေနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်မှုအတွက်guide ငွေ guide ဆီယာမကိုသူရွေးချယ်တဲ့အခါမှာ online မှာအများကြီးပဲဆီယာမကိုရွေးချယ်သွားတယ်ပေါ့เนาะအဲ့ဒီအတွက်လည်းဆီယာမအရန်ကိုမှဝမ်းသာနေပါတယ်ဒီနေ့ဆီယာမရဲ့အောင်မြင်မှုကြီးပါเนาะเนาะအဲ့တော့ဆီယာမကသူ့ကိုเนาะဒီ consult လုပ်ပေးလိုက်တယ်เนาะဒီဟိုတလပြီးလို့ရှိရင်ဆီယာမတို့သူကြွားနိုင်ရမယ်ပေါ့เนาะသူဂရိတွေလည်းပြီးသွားတယ်ပေါ့เนาะဆီယာမလည်းအသေးစိတ်ဒီဒေးလေးထပ်ပြီးတော့လက်ဖွင့်ပေးလိုက်ပါတယ်เนาะအဲ့တော့ဆီယာမနဲ့ဒီလိုမျိုးပေါ့เนาะဖုန်းနဲ့ပတ်သက်ဖုန်းနဲ့ပေါ့เนาะဒီငွေနဲ့ပတ်သက်ပြီးတော့တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်399258 998မှာဆက်သွယ်ပြီးတော့တဦးကို3သိန်းနဲ့เนาะဒီ booking ယူနိုင်ပါပြီငွေအရင်ကြိုလွှဲရတာဖြစ်ပါတယ်ဒါလေးကလည်းအကြောင်းတရားရှိလို့ဆီယာမပြောရခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာပြတ်ထားတဲ့เนาะဒီ comment လေးဆိုရင်ချစ်တဲ့ဆီယာမတဲ့အဲ့တော့ဆီယာမကိုချစ်ရင်ငွေတွေကိုလည်းချစ်ပါလို့ဆီယာမမှာပြရစီနေ့ရက်တိုင်းငွေတွေအများကြီးဝင်ပါစေเนาะဆီယာမကိုရေးပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်เนาะဟုတ်ပြီအဲ့တော့အားလုံးလည်းပဲငွေတွေဝင်ဖို့အတွက်ဆီယာမနဲ့အတူတူဒီနေ့မှာဆိုမယ်ထွင်ကငါစီကိုနေ့တိုင်းငွေတွေအများကြီးရောက်လာပါစေအားတိုင်းနာတိုင်းဆိုကြင်ကြီးများများဆိုငွေတွေဝင်ကြပါစေเนาะ